ဒါကဝန်ထမ်းခွန်နေတာအမဟိုထားခဲ့ခံရတဲ့ EH နဲ့များမှားနေသလားလို့မှရဲ့ ။ဟိုနေ့ကအမတို့အင်တာဗျူးရတယ်လေကိုညိုကြီးရဲ့တငယ်ချင်းHR ဘက်ကတော့အကုန်စင်ပြေတယ် recommend လည်းပေးပြီးသွားပြီ။ကိုညိုကြီးတို့တငယ်ချင်းချင်းမေးကြည့်လိုက်ပါဦး။ ဟုတ်တယ်မှာဟိုအကိစ္စလေးပဲပြောမလို့ကျွန်တော်တို့အင်တာဗျူးပြီးတော့တနေ့ကသူ့ကိုတွေ့ရလေတွေ့တော့သူတခြားတစ်ခုလည်းဖြေထားတာ။ကြတော့အဲ့ဒီဘက်လေးကတော့ကျွန်တော်တို့တက်ပို့ပြီးတော့သူပေးတာအဆင်ပြေလို့အဲ့ဘက်ကိုပဲသွားတော့မရဘူးလေအမားတို့မမရရင်ဘယ်သူမှမရစေရဘူးအမားတို့မမရရင်ဘယ်သူမှမရစေရဘူးဟမ်ဟိုနည်းနည်းဟိုစိတ်ထင်းဝင်မှာဒါကဝန်ထမ်းခွန်နေတာအမဟိုထားခဲ့ခံရတဲ့ EH နဲ့မှားနေသလားလို့မှတမလာတော့ဘူးခွေကိုထွက်သွားတော့မေတကောက်ဟိုအမဟို EH ထားခဲ့ခံတော့လေကျွန်တော်အဲ့လိုမျိုးပြောဘူးလေဒါပေမဲ့ဒါကဝန်ထမ်းခေါ်လာမှာဝန်ထမ်းအမ EH မဟုတ်ဘူးเนาะဒီလိုသူအစဉ်ကြီးသွားမှာပေါ်မှာဒုက္ခမှာလေဩဟုတ်တာပဲ